ချက်မရကျောင်းပရဝုန်ပေါင်းမထွက်ရအားလုံးပဲမင်္ဂလာပါ The Best Channel ကနေပြီးတော့မှအပြန်အလှန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကတူတော်သစေဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ reaction လုပ်သားပေးမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းတူတူကြည့်လိုက်ရအောင်နော်မှန်ကန်မဖြစ်ရင်မောင်မစင်းလုံးအပယ်ပြတယ်မင်းသားတော့ကြော်ရအောင်ပေါ့နော်သူတို့အဲ့တဲ့ဂရင်းတွေကသူတို့ကဒီအကောင့်လေးကိုဖျက်ပြီးတော့သူတို့ကဂရင်းပြန်လှုပ်ထားတဲ့ပုံမှာအိတ်ရမှာနဲ့တူတယ်ဟုတ်တာဗောကျုပ်ခွင့်ပြုချက်မရကျောင်းပရဝုန်ပေါင်းမထွက်ရကျောင်းဆောင်ကြီးကတော့တကယ်ရှေးအောင်ကျောင်းကြီးတွေတော့တော်တော်လေးကိုရှေးအောင်လက်ရတယ်အများကြီးပါတယ်ပြီးတော့ဒီကျောင်းဆောင်ကြီးကိုကြည့်ရတာနဲ့တည်းနော်စိတ်ကလေစက်သိန်းထားတဲ့အကောင်းနဲ့စိတ်ချုပ်ချဖို့ကောင်းတယ်ရုပ်ကလတ်တော့လည်းပြောင်းနေတယ်အေးအဲ့ဒီလူကမသိဘူးဆိုလက်နဲ့ခလောက်ကလေးကိုတွဲလိုက်ပြေးပြီးကောင်မလေးတော့ပြေးပြီးပေါ်မှာဟာသူတို့ဒီလိုနေတာပါဘာဖြစ်လဲ ဆက်စုငါမကြိုက်ဘူးနောက်ပါဟေးညနေအောင်ဖြစ်နေတာကတိတ်ကဝကျွေးกว่าဝကျွေးမင်းသားကတော့ကြော်ရအောင်ဆိုတဲ့အတိုင်းပဲတကယ်တဘာဝမင်းသားတွေတရုပ်ဆောင်တာတော့အားလုံးသိတဲ့အတိုင်းပဲတကယ်ကိုပြည်ရင်နဲ့လုံးဝပြောရမရှိရမင်းသားပဲကျွန်တော်တို့ကြော်ရအောင်အရင်သဘောကျတယ်ခင်နိုင်လည်းပါတာပဲကြောက်စရာကြီးပြန်လို့ဘူးလားနည်းနည်းတော့ရှိပြီမိတ်ကက်တွေရမ်းကောင်းလာတယ်နော်တကယ်တည်းရဲ့မိတ်ကက်တွေတော်တော်လေးကိုကောင်းလာတယ်တူတော်တစေရဲ့ကျွန်တော်ဒါရုပ်ရှင်ထရေလာလေးကိုကျွန်တော် reaction လုပ်သွားတာပဲဖြစ်ပါတယ်ကျွန်တော်ဒီတစေနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိတဲ့ပရိသတ်တွေရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ video ရဲ့အောက်မှာ comment လေးတွေရေးခဲ့ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံလေးတွေပြောပြပေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့YouTube Facebook နဲ့ TikTok channel လေးတွေကိုလည်း like and follow လေးလုပ်ထားပေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ